Okay brother ဆိုအားလုံးပဲမင်္ဂလာပါပေါ့နော်ဆိုဒီညလဲကျွန်တော်တို့နှစ်ပွဲပြောမယ်ညတော့ကျွန်တော်တို့အဆင်မပြေခဲ့ဘူးပေါ့နော်ကျွန်တော်ပေးတဲ့ဂိုးပေါင်းပွဲကအောင်ခဲ့ပြီးတော့မှကျွန်တော်တို့မက်ဆီကတော့ကျွန်တော်တို့တက်ခွဲသွားတယ်ပေါ့နော်ဆိုတော့ဒါတော့ထားပါတော့အဆင်မပြေခဲ့ဘူးအခုလက်ရှိမှာနှစ်ပွဲပြောမယ်ကျွန်တော်ပထမဆုံးခရိုအေးရှားနဲ့ကျွန်တော်တို့ပနာမာနဲ့ပွဲပေါ့နော်ဆိုတော့ခရိုအေးရှားလက်ရှိ1.25နဲ့3.55ပေါင်ကိုပေါင်းကြီးပေါက်နေတယ်ဒီအနေထားမှာခရိုအေးရှားဒီညအနိုင်ကန်ဖို့လိုအပ်ပါတယ်ပေါ့နော်ဒီ group မှာကျွန်တော်တို့အင်္ဂလန်ကကျွန်တော်တို့အုပ်စုဘုံနဲ့တက်ဖို့တည်ကြသွားပြီကျွန်တော်လက်ကျန်နှစ်ပွဲရလဲနိုင်ဖို့များတယ်ပေါ့နော်တကယ်ရမှတ်အနေနဲ့ကအင်္ဂလန်အနေနဲ့9မှတ်သို့မဟုတ်ကျွန်တော်တို့ရမှတ်9မှတ်ထိရသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီအနေထားမှာဂါနာကကျွန်တော်တို့3မှတ်ရထားပြီခရိုအေးရှားသာဒီညမနိုင်ဘဲနဲ့ဂါနာကိုနောက်ပွဲကိုသွားကန်ဖို့ဆိုတာကနိုင်ဖို့ဆိုတာမသိပြီးတော့အခွင့်အရေးနည်းသွားပြီဗျာတိလားအဲ့တော့လက်ရှိပနာမာကို1.25ပေးထားတဲ့ဂျေခရိုအေးရှားကြိုက်ပါတယ်နှစ်ကိုပြတ်ဖို့ကကျွန်တော်တို့player ရင်းကလည်းကွာတယ်ပေါ့တော့ဒီဘက်ကပနာမာဘက်မှာအဲ့လောက်ထိကျွန်တော်တို့ပြောရမယ့် player မရှိဘူးဗျာတိလားဒီကျွန်တော်တို့ခရိုအေးရှားမှာတော့ဒီ World Ranking အဆင့်17နဲ့အတူပဲကစားသမားတွေကလည်းကျွန်တော်တို့Modric Kovacic တို့ရှိမယ်ကျွန်တော် Pulisic တို့ပြောကြမလို့ပေါ့နော်နောက်တန်းကလည်းကျွန်တော်တို့ Gvardiol တို့ပါလို့ရှိရပေါ့နော်ဆိုတော့ဒီနေသားမှာတော့ကျွန်တော်တို့တလုံးသွင်းတာနဲ့ဗျာမရှုံးတော့ဘူးဗျာတိလားခရိုအေးရှားအနေနဲ့ရှုံးတော့တဲ့အနေထားမလို့အသင်းအနေနဲ့လည်းဒီညအနိုင်3မှတ်ကလိုအပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပထမဦးဆုံးပွဲကိုခရိုအေးရှားကြိုက်ပါတယ်ခရိုအေးရှားအနေနဲ့ကျွန်တော်တို့နှစ်ကိုပြတ်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ခရိုအေးရှားဘော်ဒီကြိုက်တယ်နောက်တော့ပွဲကတော့ကျွန်တော်ကိုလံဘီယာနဲ့ကွန်ဂိုနဲ့ပွဲရှိမယ်ကိုလံဘီယာကတစ်လုံးတရေကြီးနဲ့တစ်လုံးတရေနဲ့နှလုံးကို45ရှုံးတော့ပေါက်နေတယ်ပေါ့နော်ဆိုတော့ဒီပွဲကကျွန်တော်တို့နှစ်သင်းသလုံးအတွက်အရေးကြီးတယ်နှစ်သင်းသလုံးအတွက်အရေးကြီးတယ်ဘာလို့ဒီလိုပြောရလဲဆိုတော့ကွန်ဂိုအတွက်ကလည်းဒီနေ့မှာဒါတရေကန်ပြီးတော့เนาะကျွန်တော်ပြောပြတာเนาะကွန်ဂိုကတရေကန်ပြီးတော့လက်ကျန်နောက်ဆုံးပွဲကအိုဘာကစ္စတန်ကိုနိုင်သွားမယ်ဆိုရင်ရမှတ်9မှတ်ထိရမှာဖြစ်ပြီးတော့သူ့အတွက်နောက်တစ်ဆင့်တက်ဖို့ခွင့်ရတော်တော်အားကောင်းပါပြီကိုလည်းတစ်ဖက်ကကိုလံဘီယာကလက်ကျန်ပွဲမှာပေါ်တူဂီနဲ့ကန်ရမှာဆိုတော့ပေါ်တူဂီကိုနော်နိုင်ဖို့ဆိုတာကတော်မှမဖြစ်နိုင်ဘူးဒါကြောင့်မလို့ကိုလံဘီယာအနေနဲ့လည်းဒီနေ့ကနိုင်ဖို့လိုအပ်တယ်ဆိုတော့ဒီလိုအနေထားမှာဂျေးကသွားပြီးပျော့နေတယ်ဗျာဒီလားဂျေးကိုသွားပြီးတော့ပျော့နေတာအဲ့လိုက်ယူမကြိုက်တာနော်ကိုလံဘီယာအနေနဲ့တစ်တရီဆိုတာဥမာဗျာကျွန်တော်ကွန်ဂိုဥဘာကစ္စတန်ဆိုတာက FIFA ရက်တီမှုရအဆင့်40ပဲကွာတယ်တို့ပေမဲ့တော့ဒီ player အင်အားကြီးကတော့ကွာတယ်ပေါ့နော်ဒီကွန်ဂိုမှာကကျွန်တော်တို့ကစားသမားတွေကပို့ပြီးတော့စုဖွဲ့မှုအားကောင်းတယ်ဆိုတော့အဲ့တုန်းကကိုလံဘီယာဥဘာကစ္စတန်ကိုကျွန်တော်တို့နှလုံး80ပေါင်းထိပေးခဲ့ပြီးတော့မှကျွန်တော်ဂျေးအောင်လာတယ်ပေါ့နော်ဆိုတော့နှလုံး80ပေါင်းကိုကျွန်တော်တို့ player အင်အားချင်းကွာလို့ကျွန်တော်တို့ဂျေးတန်းရှော့လိုက်မယ်ဆိုရင်ပြား100ရှော့လိုက်မယ်ဗျာပြား100ကျွန်တော်တို့ကွန်ဂိုဘက်ကိုပေးလိုက်မယ်ဗျာဆိုလို့ရှိရင်ပြီးနှလုံး80ထဲကနေပေါ့ပြား100နှုတ်လိုက်မယ်ဆိုရင်အနိုင်ဆုံးကိုလံဘီယာကကျွန်တော်တို့1နှုတ်40 1နှုတ်50ဒီနေ့ပေးရမှာဖြစ်တယ်ဗျာအဲ့လိုပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုလံဘီယာကိုနေရမှာနေပျော်နေရဲတယ်ဗျာတိလားဆိုတော့သူ့အနေနဲ့ကလည်းဒီနေ့ပွဲကအနိုင်တေချာပေါက်ကန်ရမှာဖြစ်လို့တူတူတတန်ကြီးကျွန်တော်ပြောချင်တာတူတူတတန်ကြီးပေးတင်တယ်လို့ကျွန်တော်ထင်တာဗျာအဲ့တော့တစ်ဖက်ကကွန်ဂိုအနေနဲ့ကလည်းကျွန်တော်ခုနကပြောသလိုဒီနေ့မှာဒါကျွန်တော်တို့ဒီကိုလံဘီယာကိုတရေခံပြီးတော့ကန်သွားမယ်ဆိုလို့ရှိရင်သူတို့ကလည်းမျောလင်းကျင်စရာတွေအများကြီးဖြစ်သွားနိုင်တယ်ကျွန်တော်တို့နောက်ပွဲကိုဥဘာကစ္စတန်နဲ့ကန်အောင်မှာဖြစ်တဲ့အတွက်90 chance ကကျွန်တော်တို့80တော့မဟုတ်80လောက်ထိဖြစ်သွားတယ်ဗျာဆိုတော့ player အင်အားကြီးလက်ကွာလို့သူအနိုင်ကန်မှာဆိုကန်လို့ရတယ်ဆိုတော့တစ်ဖက်ကတော့ကိုလံဘီယာကလက်ကျန်ပွဲမှာကျွန်တော်တို့ပေါ်တူဂီနဲ့ကန်မှာဖြစ်လို့ပွဲကျက်နေတယ်ဒါကြောင့်မလို့ဒီနေ့ကိုကျွန်တော်တို့တရေကြလို့မရဘူးလို့ကိုလံဘီယာကိုယူဆတာဗျာဒီလိုအနေထားမှာပြီးတဲ့ကြီးကိုမကြိုက်ဘူးကျွန်တော်ထင်တာတော့ကွန်ဂိုတခုခုလုံးပြလိုက်မယ်လို့ထင်တယ်ဗျာဆိုတော့ကွန်ဂိုနေဖို့အတွက်ကကြတော့ကျွန်တော်တို့ကိုလံဘီယာ2ဂိုးပြတ်မှာကျွန်တော်တို့ရှုံးမယ်တစ်လုံးသွင်းရင်ကျွန်တော်တို့ refund ဖြစ်မယ်ပေါ့နော်ဒီလိုအနေထားမှာကျွန်တော်ကွန်ဂိုကြိုက်နေတယ်ဆိုတော့နှစ်သင်းစလုံးကအရေးကြီးတယ်ကိုလံဘီယာအနေနဲ့လည်း3မှတ်ရဖို့အရေးကြီးတယ်လို့ကွန်ဂိုအနေနဲ့ကလည်းသူလုံးပြခြင်းတယ်ဆိုလို့ရှိရင်ဒီနေ့မှာတရေခံပြီးခတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တပွဲကကျွန်တော်တို့နိုင်ဖို့အင်အားများတယ်ဗျာဒီလိုအနေထားမှာနောက်တစ်ဆင့်သူကလည်းတက်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်
ကွန်ဂိုတော့ကြိုက်တယ်အောက်ကြီးပေါ့နော်ဆိုတော့ body အနေနဲ့ကကျွန်တော်တို့နေမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကိုလံဘီယာကကျွန်တော်တို့နှစ်ကိုပြတ်မှာပဲကျွန်တော်တို့ရှုံးမှာပေါ့နော်ဆိုတော့ကွန်ဂို body ကြိုက်ပါတယ်ဆိုတော့တခုခုလောက်ပြလိမ့်မယ်လို့ကျွန်တော်ထင်နေတာဗျာသိလားကိုလံဘီယာရဲ့ပေးတဲ့ကြေးကကျွန်တော်သိမကြိုက်ဘူးဆိုတော့ဒီထက်နည်းနည်းလေးပြား90လောက်ပြင်းနေဆိုရင်ကျွန်တော်ကိုလံဘီယာနေခြင်းပါတယ်နေမယ်လို့ထင်တာအခုကတော့ကျွန်တော်ကိုလံဘီယာမကြိုက်ဘူးဆိုတော့လက်ရှိနှစ်ပွဲပြောပြီးပါပြီအားလုံးပဲစင်ပြေကြပါစေ